အားလုံးပဲမင်္ဂလာပါဒီနေ့ပြသပေးမှာတော့လမ်းမြရှောက်လို့ပဲဖြစ်ဖြစ်မတက်ကြကြရဲလို့ပဲဖြစ်ဖြစ်ဒီမကွက်ကြောလို့ခါကြောလို့နာတက်တဲ့သူတွေလိုက်ပါလေးချင်းကြည့်ပါအားလုံးပဲကျွန်တော်တို့လိုက်ပါလေးချင်းကြည့်အောင်အဲ့ဒီတိုင်းလေးကိုရှုသွင်းမယ်ထောက်ဝင်ရှုကိုကုန်ခိုင်းချမယ်ခန္ဓာကိုယ်ကပေါင်ကြားရဝင်ပြီးကောင်းလေးငုပ်ပြီးရှော့ထားမယ်အဲ့ဒီတိုင်းလေး5 second တင်ပေးမယ်ဟုတ်ပြီဖြည်းဖြည်းချင်းပြန်ထားမယ်နောက်တစ်ခေါက်ပြန်သွားမယ်လေးကိုပြန်ရှူမယ်ရှူခောက်ဆမ်းရှူမယ်ထုံရှူအကုန်ကန်ချမယ်အောက်ရောက်တဲ့ပုံမှန်ရှူလိမ့်မယ်ဟုတ်ပြီဖြည်းဖြည်းချင်းပြန်ထားမယ်အဲ့ဒီတန်းလေးဒူးကောင်းနှစ်ချောင်းလုံးဆန်းထုတ်လိုက်မယ်ခုံကတပြေးကြီးဆိုကောင်းတယ်နော်အလဲမှာခွက်နေတယ်ဆိုရင်တော့ခုံတပြေးကြီးနဲ့ပဲလုပ်ပါနော်လေးကိုရှူမယ်ထုံရှူအကုန်ကန်ချမယ်အောက်ရောက်တဲ့ပုံမှန်ရှူနေမယ်ဒူးလေးကိုတစ်နှစ်လုံးဆန်းပေးမယ်ဟုတ်ပြန်လျှော့မယ်နောက်တစ်ခေါက်တက်သွားမယ်လေးကိုရှူသွင်းမယ်ရှူထုံရှူပြချမယ်ကျွန်တော်ခုံကအလဲရခွက်နေလို့နော်ခုံတပြင်းကြီးဆိုရင်တော့ပိုကောင်းပါလေဟုတ်ပြီဖြည်းဖြည်းချင်းပြန်ကြွမယ်ဟုတ်ပြီပြီးရင်ဒူးကောင်းတစ်ချောင်းကွေးမယ်တစ်ချောင်းဆန်းထားမယ်လေးကိုရှူသွင်းမယ်ထုံရင်ရှူကိုင်းချမယ်အောက်ရောက်ရင်အရှိချေဖနှောက်လေးကိုထောင်းထားမယ်အတိုင်းလေး5 second 10 second ထိန်းပြီးမယ်အသက်ကိုမောင်းထားတဲ့အသက်ကိုပုံမှန်ရှူသွင်းရှူထုတ်လုပ်နေမယ်ဟုတ်ပြီဖြည်းဖြည်းချင်းပြန်လျှော့မယ်ပတ်ပြောင်းမယ်ပြန်ရှူမယ်ထုံရှူကုန်ကန်ချမယ်တင်းပြီးဆိုရင်ရှေ့ချီဖနှောက်လေးထောင်းထားမယ်အတိုင်းလေး5 second 10 second ထိန်းပြီးမယ်ဟုတ်ပြီပြီးဖြည်းဖြည်းချင်းပြန်ထားမယ်ဟုတ်ပြီအဲ့ဒီကနေခြေထောက်တစ်ချောင်းလေးဘေးကိုဆန်းလိုက်မယ်နော်ပြီးရင်အခုညာခြေကိုညာလက်ချမယ်ဆွဲတင်မယ်ခေါင်းလေးပေါ်မော်ရမယ်အဲ့ဒီကနေ10 second တင်ပြီးမယ်ဘေးတိုက်တက်ထားမယ်နော်ခြေထောက်ကိုဟုတ်ပြီပြီးနောက်တစ်ကြောထပ်သွားမယ်ရှေ့ကိုပြန်ကိုင်းချမယ်ပြီးမှရှေ့ခြေဖနှောက်လေးထောက်ထားမယ်ပထမခြေဖွားလေးချတာနော်နောက်တစ်ကြောကြမှာခြေဖနှောက်လေးထောင်းထားမယ်ရှောင်းမယ်ဟုတ်ပြီပတ်ပြောင်းမယ်ခြေဖွားလေးချပြီးဆွဲမယ်အတိုင်းလေး10 second တင်ပြီးမယ်ဟုတ်ပြီပြန်ရှောင်းမယ်ပြီးရင်ခြေဖနှောက်လေးထောင်းအောင်ပြီးနောက်တစ်ခေါက်ထပ်ဆွဲမယ်ခေါင်းလေးပေါ်မော်တာအသက်ကြီးကိုမောင်းထားတယ်အသက်ကိုပုံမှန်ရှူသွင်းရှူထုတ်လုပ်နေမယ်ခန္ဓာကိုယ်ကြီးတောက်တင်မထားနဲ့ဟုတ်ပြီပြန်ရှောင်းမယ်ဟုတ်ပြီပြီးရင်နောက်တစ်မျိုးအဲ့ဒီတန်းလေးခြေထောက်ကိုအရှိကိုဆန်းတယ်လက်လေးပါရှေ့ကိုချတယ်ပြီးရင်ပတ်ပြောင်းတယ်အဲ့ဒီတန်းလေးပဲဘယ်ညာတိယူပြီး10ချိန်လေးလုပ်ပြီးပါဒူးလေးကိုတော့အတက်နဲ့ဆုံးဆန်းပေးမယ်နော်ကျွန်တော်ကတော့9ချိန်ပဲပြပေးထားပါတယ်ယောဂဘောလုံးရှိရင်ယောဂဘောလုံးလေးပေါ်မှာလည်းလုပ်လို့ရပါတယ်ဟုတ်ပြီရှောင်းမယ်ဟုတ်ပြီအဲ့ဒီတန်းလေးကိုပြန်ရှူသွင်းထုတ်ရင်ပထမစတဲ့အတိုင်းပဲကြောလေးကိုပြန်လျှော့လိုက်မယ်ခေါင်းလေးငုပ်ထားမယ်ခန္ဓာကိုယ်ကပေါင်ကြားတဲ့ဝင်နေမယ်ပြီးဖြည်းဖြည်းချင်းပြန်ထားအားလုံးပဲလိုက်ပါလေးချင်းကြည့်ပါကျေးဇူးတင်ပါတယ်တဒါ